အားလုံးပဲမြင်တာပါမနေ့ကတော့9ရက်ပါမဟုတ်မနေ့က6ရက်ရောင်လာလို့မနေ့က6ရက်ပါဒီနေ့9ရက်ပါရှင်အဲကြောင့်မနေ့ကကျောင်းပိတ်ပါတယ်ဒီနေ့တော့ကျောင်းပြန်ဖွင့်လာပါပြီအဲဒါကြောင့်မလို့ညမကဒီနေ့ကျောင်းကတော့သွားပြီးပေါ့နော်ကျောင်းသွားပြီးတော့ပြန်လာရေမိုးချိုးပြီးတော့ပေါ့နော်ဂိမ်းဆော်တာပါစာလဲလောက်ပြီးသွားပါပြီအိမ်စာနည်းနည်းပဲမြန်မာအပုတ်ကို2တန်းဆို2တန်းကျမတို့ကျောင်းဖွင့်ပြီပေါ့နော်2တန်းမဟုတ်3တန်းလားမသိဟုတ်တယ်3တန်းစာနည်းနည်းလွယ်လို့ခက်လို့ပေါ့နော်အမဟိုစာ2ပုတ်လောက်ပဲပေးလိုက်ပါတယ်ဆရာမအားကြောင့်ပေါ့နော်အမအိမ်ရောက်တော့နေတန်းဆော်ပါမုတ်ယူမယ်ဒါလေးဟဲဘယ်လိုလို့စတော်ဘယ်ရီဘူကရောက်လာတာတော့ဒီနေ့ကတော့ spicy လေးမစားကြပြီမလို့ဆိုပြီးတော့ပြန်စားဖြစ်ပါတယ်ရှင်အကြီးဆိုတော့လေအဲ့လိုထည့်ရတာပေါ့နော်ကဲပါမုတ်လေးတွေရွေးထည့်ထားတာပေါ့နော်ကဲပါမုတ်alrightဒီချောကလက်ကိုရွေးထည့်ပါတယ်ဘာလဲမသိကြောက်စရာကဲပါပြီးတော့နောက်ထပ်မုတ်ထပ်ထည့်ပါမယ်ဖရဲသီးရလည်းရှိရပါတော့အဲ့အတွက်ကြောင့်မလို့ညီမကဒါလေးထည့်လိုက်ပါတော့အဲ့ဒီမှာလွတ်တည်မုတ်ဒီအများကြီးထည့်ပါမယ်မုတ်ဒီအများကြီးတငယ်ချင်းနဲ့စားပါမယ်တငယ်ချင်းတော့မထည့်ခိုင်းတာပေါ့နော်အမဒီမှာကျမမုတ်ဒီအများကြီးလာပြီကြောင်းခန်းထဲမှာတငယ်ချင်းနဲ့စားပါမယ်စားတာအမကျမဝရီယာတို့ကကျောင်းကျူရှင်ရှိရလေကျောင်းကျူရှင်တို့လည်းကျောင်းကျူရှင်တတ်တာပဲပေါ့နော်အဲကြောင့်ကျောင်းကျူရှင်တော့ပါရီတယောက်ကတော့မတတ်ပါတယောက်ကတတ်တယ်ပါရီအဲကြောင့်မို့သူနဲ့ကျမနဲ့တော့လူဘလော့ဆော့နေပေါ့နော်ကျမတော့ဒီဂိမ်းလေးပြင်းလို့ဆိုပြလာဆော့ပါရီဒါလေးကဟိုလေးလိုက်မခစ်စားနေရလေအပြင်းလေးစားပဲထဲကနေလုံလိုက်နှခိုင်းနဲ့တူသွားတယ်အမကလေးမျက်လုံးမုတ်လေးပါရှင်အထုပ်ထဲထဲအလုံးကြီးအထုပ်လေးကိုယူလာတာပေါ့နော်အေးရတော့ဒီအေးလေးထဲပါတယ်ရမထဲလိုက်တကယ်ပြင်မှာဆိုရင်တော့လီးမှာပေါ့နော်ခဏအေးထဲနေမှာဗာထဲမလဲပြမယ်ဟိုရာ这里很早的时候来这里 Christmas is like 来这里就是说来的比给他们的好了的ထဲပါမယ်ကဲပါထဲပြီးတော့ထဲပါမယ်So like Jenny like spicy ဘူးလေရှိရနော်မှာချင်းလာမလို့ရပါတယ် YouTube လေးပါမနော်ကောင်းမလေးမှန်လို့ရပါတယ်နော်ကိုကတော့ဒါလေးယူရနည်းနည်းများသွားလာလေ
Mr. B Mr. B မဟုတ်ကိုများကြီးယူမယ်ရှင်မဟုတ်ကိုများကြီးယူပါမယ်ရှင်ဟူးဒီမှာတကယ်ကြီးနေနဲ့မုန်းစားပါမယ်မတက်တဲ့လူလည်းရှိလို့တက်တဲ့လူတွေလည်းရှိပါတော့နော်ဒီနားလောက်မဖတ်ထားလိုက်တော့โอเคပါရလိုက်ချင်းထုတ်ပါပြီတော့နော်ဒါပေမဲ့ကျွန်မကရေခဲမောက်ကလေးစားပါမယ်ဒီမှာထားလိုက်မယ်ရေခဲမောက်ဘူးအကြီးလေးပေါ့နော်နွားနို့လေးနဲ့လောက်ထားတာတော့မသိပါဘူးရှင်ဒါကျွန်မကိုညားကြတယ်ငယ်ချင်းနေနဲ့စားပါမယ်ရှင်ကဲပါဘယ်နှမိနစ်လဲခုတော့ကြာသွားတယ်တယောက်မှစားရင်ကောင်းမလားစားကြည့်မယ်နော်တယောက်မှစားရင်ကောင်းမလားတယောက်မှစားလူကြီးတွေကတော့ပြောတယ်လေကြွက်သားတွေပိုင်းနဲ့လှုပ်ထားရဲဆိုတော့ဒါလေးနှစ်ခုထားပါမယ်ရုပ်ပတပကျူတငယ်ချင်းနဲ့စားမှဆိုတော့ဒီလိုမျိုးလေးတော့ထည့်သပါတယ်ဒါလေးကတော့မာရှမဲလိုအထုပ်ကြီးလေးပါမဆန်းလောက်နော်မဆန်းလောက်ဆိုကျမဒါလေးကိုဒီပေးနာနည်းနည်းရွှေ့လိုက်ပါတယ်ဒီကောင်လေးကိုလည်းယေမောက်ကလေးယူတော့ဆိုတော့စားချင်ကြလားပြောနော်စားချင်ရင်မရှိမဝယ်ချင်ရင်ဒီလိုမျိုးလေးအကုန်လုံးထုတ်ပေးပါမယ်နော်စားချင်ကြလားပြောပါရှင်ဗီဒီယိုရိုက်ထားတော့ဂိမ်းနဲ့မယ်လေးလည်းပြပေးမယ်နော်ဟိုမနေ့ကပုံမှာဂိမ်းနဲ့မယ်လေးပါရဲ့နော်မနေ့ကပုံမနေ့ကကြောင်းပိတ်ပါတယ်ရှင်မနေ့ကစနေအော်မဟုတ်ပါမနေ့ကတနင်္ဂနွေပြောတာအဲ့လိုပဲခဏခဏရောင်းဘာလို့မသိကဲပါ bye bye